ကျွန်တော်ရဲ့မြန်မာအသင်းရန်ကုန် Gladiators သူတို့ရဲ့ M7 World Championship ပြိုင်ပွဲကိုနိုင်ပွဲတစ်ခုနဲ့စတင်ပြီးတော့ဖွင့်လှစ်သွားနိုင်မလား။ဒါမှမဟုတ်တစ်ဖက်က team စုံသူတို့ရဲ့ Wanga Stage ကလက်စွမ်းကောင်းတွေကိုဒီချိန်မှာဆက်လက်ပြီးတော့တည်ဆောင်သွားနိုင်မလား။ Best of One Series လေးဖြစ်ပါတယ်။ Welcome to the land of dawn ရှမ်းပြည်အောင် hacker ဆိုတော့သူဟိုက်ပြီးတော့ ambush မယ်ဒီလိုပုံစံမျိုးနဲ့ပဲသူကဆော့မယ်အဲ့တော့ ban ကိုင်းသဘောတော့ပေါက်မိနေတယ်ဗျာရှင်ယူရတဲ့ position ကောင်းတယ်ဗောနော်ဘလင်းဘက်ကိုတိုးလာပါ Fabulous ကိုတော့ဘလင်းစတင်ပြီးတော့အုပ်လိုက်ပြီဗျာကဲဒီမှာဥဆောင်ထားပြီဆိုတဲ့အနေထားမျိုးလေးတော့တွေ့ရတယ်ဗောနော်အပေါ်မှာလည်း stage Zman Dash တွေတောက်လျှောက်ဖြဲနေကြတဲ့ခိုင်းတယ်မှာတစ်ဖက်ကလည်းပြန်ပေးခဲ့မယ် blink second blow ပါ hacker ထပ်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ်OT စပြီးတော့ပါလာပြီ Romai စီမှာ AOG ပါလာမယ်ဒီမှာလည်းတောက်လျှောက် 5 piece တွေပြန်ပြီးတော့နေလာသေးတဲ့နောက်မှာ Jenny က Silver တကောင်ပြန်တောင်းသွားတယ်ဗျာဘလင်းအဆုံးသက်ပြီးနေနေပဲဒီတကောက်တက်တေ over hand ထပ်ပြီးတော့ရယူထားသေးတယ် overstanding break လို့ဖို့စူးစမ်းနေတဲ့နောက်မှာကနီးတကောင် flicker ထပ်ပြီးတော့ပေးထားသေးတယ်နောက်မှာ AOG ထပ်ပြီးတော့ခေါ်သွားသေးတဲ့နောက်မှာBlood Rogo ဖောင်းတဲ့ဘန်ကိုင်းဒီအတော်လေးနောက်ကျခဲ့ပြီဗျာလာကောင်း team စုံရဲ့ဒီ one gap ဘာညာသွားတဲ့ချက်တစ်ခုကြောင့်နည်းနည်းလေးစိုးနေအောင်မလား slash တွေ dash တွေအမတစ်ဖက်ကလည်း ban ကိုင်းပြန် fall ban နဲ့ I'm stop pepper ဘန် blink နဲ့တူပဲ hacker က hero ကြီး9ကောင်လို့တယောက်တည်းပဲသိမ့်ပိုက်ထားတာဗျာဝဲသားချင်းဟာပဲဆိုလို့ရှိရင်တော့တင်းစုံဒီ first low လာဆိုင်ဖို့တော့မလွယ်တော့ဘူးဗျာဒါမှလည်း ban ကိုင်း pride WB ထပ်ပြီးတော့ကြည့်နေကြတဲ့ခက်တဲ့တစ်ခုတစ်ဖက်ကလည်း Zora ဝင်လာဖို့တော့ကြိုးစားတယ် retreat မှာ Zora တတ်တာတယ်တော့တစ်ဖက်က Mongolia အနေနဲ့မရရအောင်ပြီးတော့ယူသွားတယ် final flow slash ဒီမှာ iPhone analysis ထပ်ပြီးတော့ပေးထားသမဲ့ဆိုပေမဲ့ full man တော့မလည်း base control Lina တော့ရှော့လည်းပြီးထိန်းခဲ့တဲ့ back line မှာ Chris Bay ကိုလေးထပ်ပြီးတော့ပေးနေ Pride ကောင် AOG ခုံမှုတော့ကြိုးစားရတယ်ပဲ Lina ထပ်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ် Hero Kid တကောင်နဲ့ဒီဘက်တဲကိုပြန်လဲထားတယ်တော့မကိုင်းဘယ်လဲသူကျ damage တွေပြန်ပြီးတော့ပေးလာခဲ့ဘယ်လဲ Stin နဲ့ Flicker ပြန်ပေါင်းလာတယ်တစ်ဖက်မှာလည်း Blin လုံးဒီတာတရှိတွေဘာတွေကသူတို့အများကြီးနောက်ပိုင်းမိနစ်ပိုင်းခြားတွေမှာဟိုဒုက္ခပေးမဲ့ဆိုတဲ့အနေထားမျိုးတွေတော့တွေ့ရပြီဒီမှာတော့ blink monster key ဗျာ hero key ခွန်းကောင်ရရှိထားတယ် key participation ကတော့ blink ရဲ့ hacker ကလုံးဝ100 hacker နဲ့ benefit ရှိနေကြတယ်ဆိုတဲ့ချက်တစ်ခုကြောင့်တော့ cloud space လေးပဲတိတ်မလွယ်သေးဘူး blink နဲ့ goal line ကိုပါကန်းကောင်ထပ်ပြီးတော့အဆုံးသတ် piece တွေထပ်ပြီးတော့ like ကနေကြတဲ့ခြေမျိုးတွေမှာလည်း shut down key လေးတော့ဆိုတော့ပြန်ပြီးတော့ပေးလိုက်ရတယ် shut down key ရဲ့ cloud နဲ့ layer ဆိုတော့ tenner လို့တော့ပြောမယ်ဗျာအဲ့တော့ဒီခြေတွေမှာတော့4ယောက်ပဲဒါပေမဲ့ YG ဘက်ကနေပြီးတော့ဒီလောက်စပြီးတော့ dance လုပ်ဖို့တော့ကြိုးစားနေရဗျာနောက်မှလည်း Blood Rogo ဖောင်းလေးပါလေးစပြောင်းထားတဲ့ final blow ပြန်ပြီးတော့ပေးထားတဲ့နောက်မှာ Arabia Town နဲ့တူပဲ Zora ဝင်လာပြီဗျာဘယ်လဲ back line control Chris Bay ကို referee မှာဟန်ထရနေကြတဲ့ခက်တဲ့မှာတစ်ဖက်ကလည်းရင်းနေနဲ့ပြန်ချခဲ့မယ် ban ကန်တော့က piece တွေအောက်မှာ Zora တကောင်ဟန်ထပ်ပြီးတော့အဆုံးသတ်ထားသေးရဗျာ 2 man မျိုးဗျာနော်ဆိုတော့ကန်နီတော့မတည်သေးဘူးနော်အဲ့ဒါလေးတခုတော့ကြည့်ရမယ်Gonna Patrify right turn ရင်းthe calculator တကယ်ကိုကောင်းတယ်ဗျာ right turn ယူ join ထွက်လာ လာသည်မဲ့လော့ပဲဗျာဒီလော့ကိုတော့တရားပေါက်ရောက်ယူဖို့တော့လိုမဲ့ back guy မျက်စိနဲ့လမ်းမပြီးတော့ခြုံတိုးဖို့ကြိုးစားခဲ့တဲ့ ban guy ကိုတော့ဒီနေရာမှာ YG တခါလေးရိုက်ထုတ်ထားတယ်အောက်မှာလည်းပလင်းတကောင် guy ကိုပါထပ်မဲ့အဆုံးသတ်နေနေပဲလော့တော့လူဝင်ဆိုင်ဖို့တော့အလားလာကောင်းနေတယ်ဗျာ Hero Case ဆိုက5ပြီးတော့သွားအောင်လား Dynamic 4လေးစပြီးတော့ပေးထားတယ် ban guy တစ်ဖက်ကလည်း U shot Dragon Phone လေးပဲစက်ကြည့်နေကြတဲ့ခိုင်တာတစ်ခုမှာ Tower ပဲတစ်ဖက်က YG ပြန်ပြီးတော့ focus ချဖို့တော့များနေတယ်တစ်ဖက်ကလည်း Lana Flare ဆက်ပြီးပေးခဲ့ damage တွေကြားမှာ Chris Bay ကို back line နဲ့ Zora ရင်းနေတဲ့ Candy ကိုထပ်ပြီးတော့အဆုံးသတ် Bright ကိုတန်းပြီးတော့ down ခဲ့ damage အမ stage တောက်လျှောက်လိုက်ပြီးတော့ back line ကိုထပ်ပြီးတော့မေးရဗျာနောက်မှလည်းရင်းကိုင်းကို light ထောက်နေကြတဲ့နောက်မှာ ban guy တကောင်မှာပြန်ပြေးထားနေပဲနောက်ထပ် 2 man down တော့ YG ဆက်ပြီးတော့သိမ့်ပိုက်ထားပါသေးတယ်ဟုတ်ကဲ့မယ်လေ Hero King နှစ်ကောင်ပြန်တောင်းသွားတယ်ဗျာ YG Mega Tower ယူဖို့ကြိုးစားနေပြီး Stay Crow Dash တွေပေးထားတဲ့နောက်မှာမိရဲ့ Mega Tower တော့တောက်ချောက်ပဲရချိုးထားတယ်တော့မှကျန်နေခဲ့တဲ့ Zora မှာ Stay အဆုံးသက်ပြီးနေနေပဲ3 man down ပြီးတော့လောက်ထိတင်းစုံကာသွားနိုင်မလဲကြည့်လိုက်ရအောင်ဗျာကာရဘယ် online မေကတစ်ဖက်ကလည်းရင်းပြပြီးတက်လာတစ်ဖက်ကလည်း Dynamic 4ဆက်ပြီးတော့ပေးနောက်မှလည်း blink တောက်ချောက်ထိန်းထားခဲ့တဲ့ character တစ်ခုမှာပြီးတော့မယ် Zora နဲ့ base control လေးထပ်ပေးထားခြင်းတဲ့ character တစ်ခု Dynamic 4 delisting ကတော့ back line တွေအောက်မှာ ban guy ထပ်ပြီးတော့ defend ထားလိုက်ပဲဗျာတစ်ဖက်က final blow ရင်းနေတဲ့ back line Chris Bay ကို Lana Flare တွေမှာငကားတကောင်ထပ်ချဖို့တော့များတယ် so great Dragon Tail wave တွေမှာတစ်ဖက်ကလည်းကိုင်းနေတယ်ပြန်ခွဲခဲ့မယ် Lina ထပ်ပြီးတော့အဆုံးတန်နေပဲ one man down ခဲ့တဲ့အခြေအနေမျိုးတွေမှာတစ်ဖက်ကလည်း team စုံထပ်ပြီးတော့ defend ထားစေပဲနောက်မှလည်းကျန်နေခဲ့တဲ့ stage တကောင်မှာအဆုံးတန်နေပဲ 1 for 1မှာတော့ YG အဲ့လိုတော့မရသေးဘူးဗျာအဲ့လိုလုံးဝပြီးတော့တွေ့ရတဲ့ blink 1v1 လေးပဲစကြည့်နေကြတဲ့ Canada တစ်ဖက်ကလည်း Zora နဲ့ Joy Beast လေးပါလေးလာပြီးတော့ dash နေကြတဲ့ Canada ပါလာပြီခိုင်းတောက်လျှောက်ပြခွဲနေကြတဲ့ wave တွေအောက်မှာတော့ဘိုင်1မှာတော့ cloud အတော်လေးကိုပြန်ပြီးတော့အဆုံးသတ်ပေးထားပါသေးတယ်နောက်မှလည်း Bright ကောင်ထပ်ပြီးတော့တိုးထားသေးတယ်နောက်မှ Zora dash လေးပြန်ပြီးတော့ပေးထားသေးတယ်ဗျာတော်တော်ဖြူဆန်းပြန်လဲတောင်းထားသေးတယ်နောက်မှ back guy အသာလေးပဲပြန်ပြီးတော့ forward လုပ်နေနေပဲ4ယောက်5ယောက်နေထားဒီချိန်မှာတင်းစုံကပြန်လဲသာပြီးတော့ရလာတယ်ဗျာ Bright နဲ့ Arabia Town နေပေးပြီးတော့ကြိုးစားနေသေးတယ်နောက်မှ Lana Flare ပါပေးလိုက်ရပြီနောက်မှထပ်ပြီးတော့ပဲ final blow ထပ်သုံးလာတယ်မှာ AOG ပြန်လိုက်လာပြီဗျာ Jin Careless Spree Immortality he's taken down Lina ဘန်ကန်ကောင်ထပ်ပြီးတော့အဆုံးသတ် stage ပါ Candy ကိုထပ်အဆုံးသတ်နေတယ်3 for 1နဲ့မှာ unbreakable ပဲပြန်ပေးခဲ့မယ် outrage မှာ Lina ရှင်ထပ်ပြီးတော့ရှိနေတယ်မယ် hand law ထပ်ပြီးတော့အဆုံးသတ်ခဲ့တဲ့နောက်မှာ2 for 3နဲ့ပဲ YG ဆက်လက်ပြီးတော့ဥဆောင်ထားစေပါပဲဒီဆုံးသူကတိုးနိုင်မှာပဲ delay ဖြစ်ဖို့တော့များမှာစစ်ကလည်းတောင်းပြန်ပြီးတော့ရှင်းထားသေးရဲ့ကိုင်းအတော်လေးတော့နာနေပြီဗျဒီအချိန်မှာတော့4ယောက်2ယောက်ဆိုရင်အားနဲ့တူပဲတခါတည်းအံ့မှုတော့ YG ကြိုးစားလို့လာပြီဗျ No vanish ပါလေဘယ်ဖက်လဲ stage တွေ dash တွေမှာတစ်ဖက်လဲ winner crown နဲ့ဝင်ပြီးတော့ခဲထားသည် attack တွေပဲသွားပြီးထိချုပ်လို့တော့မရသေးဘူးဗျ back line တွေအောက်မှာရင်းတကောင် shut down ကိနေနဲ့ကမ်းပြန်ရခဲ့တဲ့ damage တွေအောက်မှာတခါတည်း
stage အဆုံးသတ်ရနေပဲဒီ Best of 1 series ကိုတော့ရန်ကုန် Galacticos သိမ့်ပိုက်ထားလိုက်ပြီလေဖြစ်ပါတယ် တကယ်ကိုကောင်းပါတယ်ဆိုတော့ White Gap State မှာ Bowman တွေကိုပြနေပါတယ်ဆိုတော့ Mongolia အသင်းဖြစ်တဲ့တင်းစုံတော့ကျွန်တော်တို့ညီမကိုသားပြုအသင်းဖြစ်တဲ့ရန်ကုန် Galacticos ကတော့လုံးဝပဲအနိုင်ရရှိမှုနဲ့အတူပဲနောက်ထပ်သောအဆင့်တွေကိုတော့ထပ်ပြီးတော့တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်